ပုတ်တင်ခဲ့ခုဒါအကုန်ဖောက်ဗျာမှာရှင်စောလာခြင်းပဲဖောက်မယ်ဗျာကိုဖောက်ပဲဗျာတောက်ချောက်နှိမ့်သွားမယ်ရှင်ကျွန်တော်မကြော်ဘူးဘာဖြစ်လို့တော့ကျွန်တော်ဟိုအနီအောင်ရလို့ရှင်စင်ပြေဗျာအနီအောင်ရလို့ရှင်အဲ့ဒါထဲပုတ်သွားမှာရှင်လို့ဗျာဒီမှာကျွန်တော်ငါးလေးပြန်မြားလိုက်အောင်ကျွန်တော်ဒိုင်းမွေပဲနဲ့ဟို2 လလောက်စူတော့ဒီအီးပဲ2 လရှိရဗျာလားကို50နဲ့ဖောက်လိုက်မြာအဲ့ဒါတန်တော်တီပေးရပါထည့်ရှာလိုက်ဗျာဘယ်လိုကဘလို့ဖြစ်ပြီးတတိပေးနေရပါအဲ့နည်းမန်းလိုက်ရမန်းမယ်ဗျာဒါတွေကိုမန်းမယ်ဗျာမန်းမယ်အကုန်မန်းမယ်တိုက်ရှာအကုန်မန်းမှာအဲ့နဲ့ကျွန်တော်ကြားပြီးတော့ရှေ့ဖောက်မြာကျွန်တော်ပေါင်လာဆိုတော့ရင်ခုန်စိတ်လို့ရှားပွဲနဲ့တွားကြည့်ရမှာပဲဖြစ်ပါတယ်ဖောင်မယ်မြာနောက်တော့တန်ရိုထဆွဲမတန်ရိုဝန်ရိုတန်ရိုထဆွဲတန်ရိုထဆွဲလို့ပေါ့ဝါကြည့်သူတန်ရိုထဆွဲဒါရဆွဲလိုက်ပြီဗျာအိုလေမြာဟိုအနာမပွေးပဲဆွဲစားတယ်နောက်ပြီးတော့ကျွန်တော်ရလေးပြမယ်နော်ဟိုမြာတန်ရိုအမှန်ကန်ထဆွဲမယ်ခင်ဗျာအမှန်ကန်နေပဲထဆွဲမယ်ခင်ဗျာအမှန်ကန်ကြီးကိုကြိတ်တယ်ဗျာတိုင်းကျွန်တော်ရကုန်ပြီရကုန်မဲ့လည်းမနေနိုင်ဘူးကုန်ထက်ဆွဲမယ်မြာကုန်ထက်ဆွဲပါမယ်ထက်ဆွဲပါဒီကျွန်တော်ဖောက်တာကြားတယ်ပေါက်လေမြာဒီ9 လုံးပဲပေါက်တာပါရှိပါဘယ်လုံးမှထက်မပေါက်တော့ပါဘူးဒီမှာ9 လုံးပေါက်သွားခဲ့ပါတယ်ဒီမှာကျွန်တော်ဝက်မြောက်ဝမ်းသာဆို9 လုံးပေါက်သွားခဲ့ပါတယ်ဒီမှာ9 လုံးပါကြည့်ဒီမှာအားလုံးကြည့်ပြီးတဲ့ရောက်စင်းဒီအားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးပဲဘိုင်ဘိုင်